အားလုံးပဲမင်္ဂလာပါလူလေးကတော့ဒီနေ့ဒလကိုသွားမှာပါဒီနေ့ကအကြောင်းစားတက်ရတယ်ဆိုတော့ ferry ပြန်ရောက်တဲ့ညနေ4 နာရီပေါ့နော်4 နာရီခွဲ5 နာရီလောက်မှဒလကိုသွားဖို့ထွက်လာဖြစ်ပါတယ်အဲ့တော့တမန်နဲ့ပဲသွားဖြစ်တယ်ပေါ့နော်ဒီနေ့ကကြီးလိုက်တော့လေလေရလဲငြိမ်နေမြစ်ထဲမှာလည်းရေကအပြည့်ဆိုတော့လေလိုင်းလည်းမရှိဘူးဆိုပြီးတော့တမန်နဲ့သွားဖြစ်ပါတယ်တမန်တယောက်ကို900 2ယောက်ဆိုတော့1000ပါပထမတရားကနေသွားမလို့ပေါ့နော်ပုံမှန်အားဖြင့်နေတဲ့အိမ်ကနေပြီးတော့အခုကိုသွားမဲ့ဒလနေရာကိုထောက်လို့ရှိရင်9000လောက်ပဲကြတယ်ပေါ့အခုကဘယ်လိုဖြစ်လို့လဲမသိဘူးရုံးစင်းချိန်မှုလို့နဲ့တူတယ်18500ရတယ်ပေါ့အဲ့နဲ့ grab မစီးဖြစ်ဘူးလိုင်းကားစီးမယ်ဆိုတော့လေလိုင်းကားကရုံးစင်းချိန်ဆိုတော့ရမ်းကြက်တယ်လူလေးနေရအဆင်မပြေဘူးပေါ့နော်ပြီးတော့လိုင်းကားရက်တဲ့ဂိတ်ကနေပြီးတော့အဲ့ဒီကိုသွားမဲ့နေရာကိုတုတ်ထက်စီရင်4000 5000လောက်ကြာတယ်ပေါ့နော်အဲ့နဲ့တားရဲ့ရေလဲငိန်နေလိုင်းလည်းမရှိဘူးတမန်နဲ့ပဲသွားရအောင်ဆိုမှတမော်ကြီးတစ်စီးရဖြတ်သေးတယ်ပေါ့နော်ဒါပေမဲ့ရေငိန်လေငိန်ဆိုတော့အဆင်ပြေပါတယ်လိုင်းမရှိဘူးပေါ့နော်ကဲအဲ့ဒီတော့ဒီနေ့တော့တမောစိတ်ဖက်ကကိစ္စရှိလို့ကိစ္စကတမောစိတ်ဘက်မှာရှိရဆိုအဲ့ဘက်ကတမန်ကိုစီးရပေါ့နော်အဲ့တော့တမောစိတ်ဘက်ရောက်ပြီးရောက်တော့သွားမဲ့နေဒါတမောစိတ်ပေါ့တမောစိတ်ပြီးမှလည်းတမောစိတ်ကိုကတ်တဲ့တမန်ရှိရပေါ့တမောမဆောင်နိုင်တဲ့လူတွေကတမန်စီးကြတာပေါ့နော်အဲ့တော့လူကတော့တရားဘက်ကလည်းသွားတာနဲ့ဗာနဲ့ဆိုတော့တမောစိတ်မှာအရင်တော့တော့မစီးတော့ဘူးပေါ့နော်ဒါပေမဲ့ရှိရောရှိသေးတယ်တမောစိတ်နဲ့အခုသွားမယ့်နေရာနဲ့နီးနေပြီမဲ့ကိုတော်ချောကလမ်းမလျှောက်ချင်ဘူးဆိုတာနဲ့တုတ်ငှားလိုက်ရပါသေးတယ်အဲ့တော့တုတ်နဲ့သွားနေပြီပေါ့နော်အဲ့ဒီတော့ဘယ်သွားတာလဲဆိုတော့သူ့ဖွားရှိတဲ့ဈေးကန်းကိုသွားတာပါဘာသွားလောက်တာလဲဆိုတော့ယာဒီတုတ်ကွေးသွားထိုးမှာပါယာဒီတုတ်ကွေးရှင်မျိုးဆက်ပေါ့နော်လူလေးကတစ်နှစ်မှဒီတုတ်ကွေးနဲ့ပတ်သက်တဲ့ကာကွယ်ဆေးတွေမထိုးဘူးပေါ့နော်အဲ့တော့ဒီနှစ်ကတော့သူ့ဖွားကမရမကပေါ့သူ့ဖွားကစီကန်းမှာအချိန်ပိုင်းညနေပိုင်းလေးအလုပ်ဝင်လုပ်တယ်ပေါ့နော်အမကလေးဆရာဝန်လည်းရောက်နေပြီတုတ်ကွေးကာကွယ်ဆေးလည်းရှိတယ်ဆိုပြီးတော့သူ့ဟာသူဘုတ်ကင်သူ့ဟာသူမှားဆိုပြီးတော့ကိုရီဆိုရင်မထိုးပြလို့လေသူ့မြီးကိုသူကိုယ်တိုင်ခေါ်ပြီးတော့ထိုးတာပါအဲ့တော့ရောက်ပါပြီဈေးကန်ကိုရောက်ချင်းသူ့ကိုအောက်ဆီဂျင်တိုင်းတာတို့ဒီတွေ့ဟိုပါပေါ့ weight ချိန်တာတို့လုပ်တယ်ပေါ့လုပ်ပြီးတော့စီးထိုးပါပြီအမှာပေါ့နော်ဆေးလေးတစ်ခါထိုးတာကိုသူ့ဖွားရီမှာအမလေးသူဝင်ရမယ့်အခန်းတော့မဝင်ဘူးသူ့မြီးစီလာပြီးတော့အမှာနေရာချနေရမမေကဒီမှာလှုပ်တာနှစ်ပေါင်းတော်တော်ကြီးကိုကြာနေပြီပေါ့နော်အဲ့ဒီတော့တတကလည်းအဆင်ပြေပေါ့အဲ့တော့စထိုးပါပြီအမလီသူ့မျိုးမျက်နှာပိုင်းငုံကြည့်နေဟိုဟာဖြစ်မတုံမလှုပ်သူကဘာပြောလဲဆိုတော့သူ့သာဝိုင်းပြီးတော့အမှကင်ပြီးတော့လှုပ်ပေးနေကြတာသူကအေးစိပဲတဲ့ပြောစိတ်ကြိုက်တဲ့လောက်ပဲရှိရပေါ့နော်အဲ့နဲ့သူ့ဆရာမဘလို့နေလဲပေါ့မိတော့နာလားဆိုမိတော့မသိလိုက်ဘူးလေတဲ့စာအုပ်ထဲကိုအာယုံရောက်နေတယ်ဆိုပြီးတော့သူကုန်းသဘောကျနေကြတာပေါ့ကဲပြန်ပါမယ်အပြန်ကြတော့တမန်မစီးကျင်ဘူးတမောပဲစီးကျင်နေဆိုတဲ့မောင်လူလေးပေါ့နော်ဒါကတော့ဖေဖေပါလာပါပြီဒလအိမ်ကနေလိုက်လာပြီးတော့ရန်ကုန်အိမ်ကိုတူတူပြန်ကြမှာပါအဲ့ဒါနဲ့သူတမောစီးကျင်နေဆိုတာနဲ့ကိုရီလည်းတမောပဲစီးဖြစ်ပါတယ်ညနေပိုင်းကတော့လေဒီဘက်ကသွားတဲ့လူတိတ်ဒလဘက်ကသွားတဲ့လူတိတ်မရှိတော့တမောကစီးတဲ့လူတော့မရှိပါဘူးအဲ့ဒီတော့အေးစစ်စစ်ချောင်းချောင်းချိချိနဲ့စီးရပါတယ်ညနေဆိုရင်တင်မောစီလို့ရမ်းကောင်းနေပေါ့နော်ရာသီဥတုကလည်းတာရတယ်ပြီးရင်လေပေါ့နော်လေရလည်းလက်ဆက်တယ်မြင်ကွင်းလေးရလည်းရမ်းလှတယ်ပေါ့ဆရာကြီးကတော့ထုံးစံအတိုင်းပဲသွားလေရစာအုပ်တအုပ်နဲ့ပေါ့တဘာဝရှုကင်းလေးပါလေးကြည့်ပါအောင်ဟဲ့ဆိုတော့မှပြောမရဘူးပေါ့နော်ကိုကတော့ဒီမှာညနေပိုင်းတမောစီရတာကိုအကြိုက်ဆုံးပါပဲရှုကင်းလှလှပပနဲ့လေကောင်းကောင်းရခြင်းတမောလိုက်စီကြပါပေါ့နော်အဲ့တော့ဆရာကြီးကတော့ပြောလို့မရပါဘူးစာအုပ်ရသွားရင်သူဘာမှမသိဘူးပေါ့နော်အဲ့တော့စာဖတ်တယ်သူကစာဖတ်တဲ့အချိန်ကိုကတော့ဟိုကြည့်တီကြည့်လေရှုပေါ့နော်အဲ့တော့ဒီနေ့ဒလသွားဖြစ်တဲ့အကြောင်းလေးပါ